面扫地个，家为姐姐带人家美丽，谁期待两个龙一年生，一帮人开始开眼门面。加速，呀你。 မောင်လေးညီမလေးမင်္ဂလာပါမိကုန်းလေးနည်းနည်းမေးရှင်လို့ပေါ့နော်အခုဒီမောင်လေးတို့ဒီအကြောင်းလူငယ်တင်တန်းတက်နေပြီဆိုတော့ကြတော့နောက်နှစ်လာတက်မဲ့လူငယ်တွေအတွက်ကောဗာလေးပြောရှင်သေးလဲနောက်နှစ်လာတက်မဲ့ညီကိုမောင်နှမတွေအားလုံးပေါ့နော်ဖြစ်နိုင်ရင်စဉ်းစားမနေဘဲနဲ့တခါလေလာတက်ဖို့ဆုံးဖြတ်ချက်ချဖို့အကြံပြုချင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တက်မယ်ဆိုရင်လည်းကျွန်တော်ရေချောင်းလူငယ်တင်တန်းဒါမှမဟုတ်ရင်လေချောင်းလူငယ်တင်တန်းတစ်ခုကိုတက်ရောက်နိုင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီတင်တန်းကိုအဖိုးခတပြားမပေးဘဲနဲ့အဖိုးဖြတ်နိုင်တဲ့ကျွန်တော်အတွေးအကြုံနဲ့ဘူးတူတာများစွာရရှိနိုင်ပါတယ်လေချောင်းဆိုရင်လည်းလေနဲ့ဆိုင်တဲ့ဘာသာရပ်တွေရေဆိုလည်းရေနဲ့ဆိုင်တဲ့ဘာသာရပ်တွေအများကြီးကိုတင်ယူလေ့လာပြီးဘူးတူတာအများကြီးရရှိနိုင်ပါတယ်လေဆိုရင်လည်းလေနဲ့လေချောင်းဆိုင်ရာရေနေပေါ့နော်ရေနေစီလို့စီးရမယ့်အခွင့်အရေးတွေရရှိနိုင်ပြီးတော့ရေဆိုရင်လည်းစီးရင်မုတ်တမအဆရှိတဲ့တင်မောတွေလည်းစီးခွင့်ရရှိနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့အတွေ့အကြုံတွေများရရှိနိုင်ပြီးတော့ဒီမှာလာတဲ့အတွက်ကြောင့်အပေါင်းအသင်းတွေအများကြီးနဲ့ဆက်ဆက်ရရှိနိုင်ပြီးတော့တကိုယ်ထိချမှုတွေအများစွာတိုးတက်လာပါတယ်အားကြောင့်ကျွန်တော်တို့ဒီတင်တန်းကိုတက်ဖို့စဉ်းစားနေတဲ့ညီကိုမောင်နှမရဲ့အားလုံးကိုလာပြီးတက်ဖို့ဖိတ်ခေါ်ပါတယ်အဲ့ဆိုညီမလေးကရောအခုဒီလိုမျိုး camping lifestyle ပထမဆုံးဖြစ်မှာပေါ့အဲ့တော့ဒီ lifestyle မှာကိုလာရောညှိတွေဖြစ်အောင်ဘယ်လိုမျိုး train ခဲ့ရလဲဒီပထမစဒီကိုရောက်ချင်းတော့ပေါ့နော်ဒီကမှာကြတော့အတိတငယ်ချင်းတွေအဲ့လိုမျိုးမရှိဘူးတယောက်တည်းပဲအဲ့လိုမျိုးပထမစချင်းတော့နေရပြီးတော့ကြာမှဒီ activity တွေလုပ်ရတဲ့အချိန်မှာတငယ်ချင်းတွေပို့ပြီးတော့ရှိလာတယ်အတူတူအဲ့လိုဒီကညီမလေးတွေမောင်လေးတွေအဲ့လိုမျိုးအတူတူနေရတယ်ဒီစားရေးတောက်ရေးနေထိုင်ရေးတွားရေးလာရေးအစအဲ့လိုမျိုးအဆင်ပြေလာရောညီထွေမှုရှိအောင်နေခဲ့ရတယ်ပေါ့နော်ဟုတ်ပါပဲဟုတ်ကဲ့ပါခုလိုပြကြပြတော့ကျေးဇူးတင်ပါတယ်မောင်လေးမင်္ဂလာပါတမြင့်တင်တက်တဲ့နောက်မှာဒီရေတက်ကအရာရှိတွေပြီးတော့တာဝန်ရှိသူတွေမောင်လေးတွေ့ရမှာပဲပေါ့နော်အဲကြတော့မောင်လေးစိတ်ထဲဘယ်လိုဖြစ်လဲဟိုအားစားစိတ်တွေပါအများကြီးဖြစ်အားချမိပါတယ်ကျွန်တော်တက္ကသိုလ်ဝန်ထမ်းဆောင်ဝဲဖြည့်ပြီးလို့ရှိရင်ဒီရက်ဒီရှာဖို့စိတ်ကူးရှိပါတယ်ဟောဘာတွေပြောချင်သေးလဲဘာတွေကြံပေးချင်သေးလဲတင်တန်းဖွင့်လှစ်ပေးရနိုင်ရင်တော့တက်မတော်ကြီးကိုလည်းကျေးဇူးများတင်ပါတယ်ဟိုတခြားပညာရပ်တွေကိုလည်းသင်ပေးဖို့အကြံပေးခြင်းပါမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအခုဒီညီမလေးဒီအကြောင်းလူငယ်တင်တန်းမှာတင်တန်းတော့လျှောက်တက်ခဲ့တဲ့ရှောင်းမောင်ညီမလေးအနေနဲ့အမှတ်ရဆုံးခိုက်တန်းအဖေရဖြစ်မလဲဒီတင်တန်းမှာပေါ့နော်စပြီးတော့လာပြီးတော့ဒီအခုချိန်ကြီးပေါ့ဒီအမှတ်ရစရာရတော့အများကြီးပါအမှတ်တရရလည်းအများကြီးပါပဲဒီအဲထဲမှာအဲ့လိုတခုတည်းကိုလည်းရွေးပြီးပြောလို့မရဘူးဆိုတော့အကုန်လုံးကအမှတ်တရတွေပဲမို့လို့အကုန်လုံးကညီမရဲ့လိုပါပဲအဲ့လိုမကောင်းတာလည်းမရှိသလိုအဲ့လိုအကုန်လုံးကကောင်းကောင်းမွန်မွန်ပဲတူတူညီပဲစီစီလုံးလုံးနဲ့နေကြရတယ်အဲ့လိုရန်ဖြစ်တာတွေပါလည်းမရှိကြဘူးပေါ့နော်အခုလှေလော်မှာလှေလော်ရွက်တိုက်ဆိုလို့ရှိရင်လည်းဒီလှေလော်ကြတဲ့သူဆိုရှင်လည်းသူတို့လက်တင်နာရတယ်သူဘလို့ကြိုးစားရတယ်ဘလို့လုပ်ရတယ်ဆိုတော့အဲ့လိုမျိုးဟာလည်းရှိတော့ဒီရွက်တိုက်မှာဆိုလို့ရှိရင်လည်းဒီအရင်ဆုံးဒီအပေါ်မှာပေါ့စာရင်တင်တယ်ဆီယမရလည်းအရန်သဘောကောင်းပါရဲ့ဆီယမရတခြားလည်းတင် जा ပေးရဲ့ဆရာရလည်းတခြားတင် जा ပေးရဲ့ဒီမှာဆိုရှင်တော့အမှတ်တရရတော့အများကြီးပါလို့ပြောလို့လည်းမကုန်ပါဘူးဒီမှာတော့အကုန်လုံးအမှတ်တရတွေပါပဲ
မောင်လေးမင်္ဂလာပါ ဟုတ်မင်္ဂလာပါဗျ မောင်လေးအနေနဲ့ဒီလိုမျိုးတင်တန်းကဒီလက်တွေ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာဒီလိုပူပေါင်းဆောင်ရွက်မှုတွေကနေပြီးဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိရလို့ထင်လဲ ပူပေါင်းဆောင်နေအကျိုးကျေးဇူးရောတွေ့ကြုံနေရောအများကြီးရရှိရပါတော့ခုကျွန်တော်လေတော်ရက်တိုက်လောက်ရပါလေတော်ရက်လောက်ရတဲ့အချိန်မှာကျွန်တော် site နှစ်ခုရှိရပါတော့ဘောင်း site နဲ့ stroke site ပါအဲ့ site နှစ်ခုလုံးကလည်းညီပြီးတယောက်နဲ့တယောက်တိုင်းပဲကိုက်နေမှလေရလဲရှိလို့ရမှာပေါ့နော်ပြီးတော့ကျွန်တော်တွေ့ကြုံနေဆိုလည်းအများကြီးပါတယ်ကျိုးတီကျိုးတို့ကျွန်တော်ပူပေါင်းဆောင်ရမှုလည်းအများကြီးတွေ့ကြုံရပါဟုတ် ဟုတ်ကဲ့ပါခုလိုဖြစ်ပြတော့ကျေးဇူးတင်ပါတယ်ပြမေတို့ခုချိန်ထိနှက်ဆက်ပေးခဲ့တာကတော့ရေချောင်းနဲ့လေချောင်းလူငယ်အခြေခံနဲ့တက်မြင့်တင်တဲ့နေရာမှာရေချောင်းလူငယ်တို့ရဲ့ activity တွေပဲဖြစ်ပါတယ်ဆက်ပြီးတော့လေချောင်းလူငယ်လေးတွေရဲ့ activity တွေကိုလည်း blog ကနေတက်ဆက်ပေးသွားမှာမို့လို့ပြမေတို့ channel လေးကို like and subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့နော်ပရိသတ်ကြီးအားလုံးပဲတတ်တာ ဒီကွယ်ကြီးအောင်လာမယ်